总统先生，严打网赌电诈、毒品走私等犯罪活动是两国关切的重要的议题之一。缅方计划采取哪些进一步的措施来切实维护两国人民的利益和安全？我来 online 里联播的个方嘛，起码的生活模式苦呗。两个他们话他那把的路，都说啊，以后除非第二步打讲就路的路那苦路啊路不等你家了撇的，也没那随便路家了。大陆那片，大陆就那如果大陆地边呀边的路铺路的，都谁地谁嘛把握啊路铺路的。那不就乌布里亚大西木的，乌布里亚大西木的，我们面那啥票就，特别是那啥票就那不得比的，就那乌布里那里，那眼里比如乌拉山布布，这下那眼里把这下那眼里都乌布里嘛的，都乌布里边上比如，都那眼里嘛的，都也，但都比如里有都掉的标布的路的，路出来了，路进那些公路西家的吧，西家的看着了，大嘞都离开吧，都也西部嘛嘞，面一地吧。ไอ้เสกูไทยနိုင်မှုလို့တယ်နောက်တော့ဥပဒေကဒီတားဆီးဖို့လေထိထိရောက်တားဆီးဖို့လေထိရောက်တဲ့ပြစ်ဒဏ်နဲ့ပြည်ဖို့လို့တယ်နိုင်ငံနဲ့လည်းအားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မှုလေလို့တယ်ဒီလိုမှသာဒီ online လေမှုဆိုတာပျောက်သွားမှာကမ္ဘာမှာဒီပြဿနာကြီးမားစွာရင်ဆိုင်နေတဲ့ပြဿနာတွေကဒီတစ်ခုရှိတော့ကျွန်တော်တွေ့ပါဒါကြောင့်ကျွန်တော်တို့ဒါကိုပူးပေါင်းဆောင်ရွက်မှုနဲ့သာဖြည့်ရှင်းလို့ရမယ်ဆိုတော့ကျွန်တော်ပြောချင်တယ်